ညအချိန်မိုးရွာတန်တိတ်တိတ်လေးကြားမှာရွာအစုံကအိမ်ဟောင်းတစ်လုံးရှိတယ်။အဲ့ဒီအိမ်ကိုလူတွေမဝင်သင့်တဲ့အိမ်လို့ခေါ်ကြတယ်။တစ်နေ့ကိုအောင်ဆိုတဲ့လူငယ်တစ်ယောက်ကတရေဆိုတာမရှိဘူးလို့ယုံကြည်ပြီးအဲ့ဒီအိမ်ထဲညအိပ်ဖို့ဆုံးဖြတ်လိုက်တယ်။နာရီ12ချက်တိတိအိမ်ထဲကတကားဟောင်းကြီးကီကီလို့အတန်ထွက်လာတယ်။အေးဆက်တဲ့လေကကိုအောင်ရဲ့နားဘေးကိုဖြတ်သွားတယ်။ပြီးတော့မှန်ဟောင်းထဲမှာသူ့နောက်ကအဖြူရောင်အရေးတစ်ခုပေါ်လာတယ်။သူလှည့်ကြည့်တော့ဘယ်သူမှမရှိဘူး။ဒါပေမဲ့မှန်ထဲမှာတော့မျက်လုံးနဲ့နဲ့မိန်းကလေးတစ်ယောက်ကတိတ်တိတ်လေးပြုံးနေတယ်။သူမကတိုးတိုးလေးပြောတယ်။နင်းငါအခန်းထဲဘာလို့ဝင်လာတာလဲ။မီးတွေအကုန်ငြိမ်းသွားတယ်။မနေ့ရောက်တော့ကိုအောင်ကိုမတွေ့တော့ဘူး။နယံပေါ်မှာစာတစ်ကြောင်းပဲကြံခဲ့တယ်။ Now he stays with me. 3 ရက်ကြာပြီးနောက်အဲ့ဒီအိမ်ကိုရဲတွေနဲ့ရွာသားတချို့ဝင်စစ်ကြတယ်။အိမ်ထဲမှာဖုံထူကြီးခြေရမရှိအတန်မရှိဒါပေမဲ့ဒုတိယထပ်အခန်းတစ်ခန်းထဲကနေတိုးတိုးလေးရေတံကြားလာတယ်။ဟီတကားဖွင့်လိုက်တော့အခန်းထဲမှာမှန်ကြီးတစ်ချက်ပဲရှိတယ်။မှန်ထဲမှာတော့ရဲတွေရွာသားတွေအားလုံးရဲ့နောက်ကျောမှာအဖြူဝတ်မိန်းကလေးတိတ်တိတ်လေးရက်နေတယ်။ဒါပေမဲ့လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူး။တယောက်ကမှန်ကိုလက်နဲ့ထိလိုက်တဲ့အချိန်လက်တစ်ဖက်ကမှန်ထဲကနေပြန်ဆွဲလိုက်တယ်။အခန်းမီးတွေချက်ချင်းပိတ်သွားတယ်။အမှောင်ထဲကအတန်တန်ပဲကြံခဲ့တယ်။တယောက်တည်းနေမရဘူး။အခုနင်တို့လည်းငါနဲ့အတူနေကြ။မနေ့ရောက်တော့အိမ်ထဲမှာလူမရှိတော့ဘူး။ဒါပေမဲ့အိမ်ပြင်နေရန်ပေါ်မှာစာအသစ်တစ်ကြောင်းပေါ်လာတယ်။အဲ့ဒီစာထဲမှာရထားတာကအခုသူကငါနဲ့အတူရှိနေပြီ။အခုငါတို့တယောက်တည်းမဟုတ်တော့ဘူး